အားလုံးပဲမင်္ဂလာပါကျွန်တော်ကနေဦးပါဆရာတက်ဆောင်ကျူး channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ဗီဒီယိုမှာတော့ကျွန်တော်ကအစော AD ပေါ်မှာ dynamic group ကိုဘယ်လိုမျိုး create လုပ်ရမလဲဆိုတာကို step by step sharing လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှေ့တစ်ခေါက်ကဆိုရင် guest user တွေကိုဘယ်လိုမျိုး invite လုပ်ရလဲ guest user တွေကိုဘယ်လိုမျိုး manage လုပ်လို့ရလဲဆိုတော့ကျွန်တော်ကရှင်းပြခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်မှာဆိုရင် dynamic group ကိုကျွန်တော်ကဘယ်သူအတွက် create မှာလဲဆိုရင် guest user တွေအတွက် create မှာပဲဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘယ်လိုမျိုး create လဲဆိုတာကိုကျွန်တော်တို့ configuration video အနေနဲ့တူဆက်လိုက်ကြမယ်ပေါ့နော်ဟုတ်ကဲ့ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဒီ dynamic group ကို create လုပ်ဖို့အတွက်ဆိုရင် Azure AD တွေကိုအရင်သွားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ Azure AD တွေကိုကျွန်တော်တို့ကဘယ်လိုသွားလို့ရလဲဆိုရင်ကျွန်တော်တို့ရဲ့ URL မှာ portal.azure.com လို့ရိုက်ပြီးတော့ Azure AD ရဲ့တနည်းအားဖြင့်ကျွန်တော်တို့ Microsoft Entra ID တွေကိုသွားလို့ရပါတယ်ဟုတ်ကဲ့ပါလက်ရှိမှာတော့ကျွန်တော်ကဒီ Azure AD တွေကိုတော့ရောက်သွားပြီပေါ့နော်အဲ့တော့ Azure AD တွေရောက်သွားပြီဆိုရင်ပုံမှန်အားဖြင့်ကျွန်တော်တို့ overview တက်မှာကျွန်တော်ရဲ့ tenant ရဲ့ information တော်တော်များများကိုoverall အနေနဲ့မြင်တွေ့ရမှာဖြစ်တယ်အဲ့တော့ဒီနေ့အတွက် target ကဘာလဲဆိုတော့ကျွန်တော်တို့ dynamic group ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က left menu မှာရှိရဲ့ manage အောက်က group ကိုသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ group ရောက်သွားပြီဆိုရင် group ရဲ့ overview page မှာဆိုလဲလက်ရှိကျွန်တော်တို့ရဲ့ group မှာ total ဘယ်လောက်ရှိလဲ Microsoft 365 group ကဘယ်နှခုရှိလဲ security group ဆိုရင်ရောဘယ်နှခုရှိလဲအဲ့တော့ဒီနေ့လက်ရှိမှာဆိုရင် dynamic group က3ခုရှိနေတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီနေ့မှာဆိုရင် all group တွေကိုသွားလိုက်မယ်အဲ့တော့ all group တွေရောက်သွားပြီဆိုရင်တော့ခုနကပြောခဲ့တဲ့ Microsoft 365 group တွေကော static group တွေကောပြီးတော့ကျွန်တော်တို့ dynamic group တွေကောအကုန်လုံးကရောနေလိမ့်မယ်အဲ့တော့ကျွန်တော်ကဒီနေ့မှာဆိုရင်အသစ်ကို create လုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုကျွန်တော်က new group ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ group type ကိုတော့ကျွန်တော်တို့ security လို့ပေးလိုက်မယ်ပေါ့နော် security group type ကိုပေးလိုက်မယ် name ကိုတော့ကျွန်တော်တို့ကဘာပေးလိုက်မလဲဆိုတော့ user group လို့ကျွန်တော်ကပေးလိုက်မှာပဲဖြစ်တယ် description ကတော့ simple လို့ရေးလို့ရတယ်ကျွန်တော်က testing ဖြစ်တဲ့ကြောင့်မလို့ testing dynamic group ပေါ့နော် for guest user ပြီးရင်ကျွန်တော်တို့အဓိကဘာမှလဲဆိုတော့ဒီ membership type မှာကျွန်တော်တို့ရဲ့ဒီ group ကို assign membership type နဲ့သွားမှာလား dynamic membership type နဲ့သွားမှာလားဆိုကျွန်တော်တို့ကရွေးလို့ရတယ်အဲ dynamic membership type မှာနှစ်မျိုးထွက်ခွဲပါတယ် dynamic user နဲ့ dynamic device အဲ့တော့ dynamic user ကိုတော့ကျွန်တော်တို့ကရွေးလိုက်မယ်ပေါ့နော်ဒီတစ်ခါမှာဘာကြောင့် dynamic user ကိုရွေးရလဲဆိုရင်ကျွန်တော်တို့ဒီနေ့ဗီဒီယိုရဲ့ group က guest user တွေကို automatically group တွေကိုရောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ dynamic user နဲ့ရွေးလိုက်တာပေါ့နော်အဲ့တော့ dynamic ကိုရွေးလိုက်ပြီဆိုတော့သူကအောက်မှာဆိုရင် user output အတွက်ဆိုရင်သူက dynamic query တစ်ခုကိုရေးပေးရမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော် dynamic query လေးတစ်ခုကိုရေးကြည့်ရအောင်ပေါ့နော်အဲ့တော့ dynamic query ကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော်ဒီနေရာရောက်သွားပြီဆိုရင်အပေါ်မှာ configuration rule နဲ့ validate rule ဆိုပြီးတော့နှစ်မျိုးတွေ့ရမှာဖြစ်တယ်အဲ့တော့ configure rule ကြတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ group တွေကိုရောက်စေခြင်းနဲ့ rule ကိုကျွန်တော်တို့ဒီမှာရေးပေးရမှာဖြစ်တယ်သတ်မှတ်ပေးရမှာဖြစ်တယ် validate rule ကကြတော့ကျွန်တော်တို့ဒီမှာရေးလိုက်တဲ့သတ်မှတ်လိုက်တဲ့ rule က effective ဖြစ်လားမဖြစ်လားဆိုတော့ကျွန်တော်တို့ကဘေးနားမှာတစ်ခါတည်းပြန်ပြီးတော့ validate လုပ်လို့ရမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာဆို rule တစ်ခုရေးလိုက်မယ်အဲ့တော့ rule မှာဆိုရင်ကျွန်တော်တို့က property ရှိတယ် property မှာဘာရှိလဲဆိုတော့ကျွန်တော်တစ်ချက်လောက် drop down လေးနဲ့ကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် account enable တွေ display name တွေအများကြီးရှိရပေါ့နော်အဲ့ဒီမှာကျွန်တော်ကဘာကိုယူလိုက်မလဲဆိုတော့ user type ဆိုတဲ့ဟာကိုကျွန်တော်တို့ကရှာပြီးတော့ယူမယ်ပေါ့နော် user type ကိုကျွန်တော်တို့ယူလိုက်မယ်အဲ့တော့ user type ပေါ့ကျွန်တော်တို့ user type က operator အနေနဲ့ဆိုရင်ဘာယူလို့ရလဲဆိုရင် equal ကိုယူလို့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ user type က operator equal user type ကဘာနဲ့ညီရင်လဲဆိုတော့ကျွန်တော်တို့ value မှာထည့်ပေးလိုက်မယ် yes ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်တို့ဒီ rule ကိုကျွန်တော်တို့ရေးဖို့ဆိုရင်ကျွန်တော်တို့က rule syntax မှာ cursor လေးကိုတစ်ချက်နှိပ်လိုက်လို့ရတယ်အဲ့တော့ဆိုရင်ကျွန်တော်တို့ rule တစ်ခုကရေးဖို့ပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကို save လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ dynamic query တစ်ခုကိုဒီထဲမှာရေးပြီးသွားပြီအဲ့တော့ကျွန်တော်ဒီကောင်ကို create လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ group က successfully created ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဒီကောင်ကို refresh လုပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ create ခဲ့တဲ့ group ကိုတစ်ချက်ပြန်ချကြည့်လိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ guest user group ဆိုပြီးကျွန်တော်တို့ကတွေ့ရတယ်
ဒီမှာဆိုရင် group ရဲ့ object id လည်းတွေ့ရမှာဖြစ်တယ်လို့ group type က security ဖြစ်တယ် membership type ကတော့ကျွန်တော်တို့ dynamic ဖြစ်နေရကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထဲကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ကြည့်လိုက်မယ်အဲ့တော့ဒီထဲကိုဝင်ခင်မှာကျွန်တော်ကဘယ်ကိုအရင်ပြခြင်းလဲဆိုတော့ user တွေကိုအရင်ပြခြင်းတယ်အဲ့တော့ကျွန်တော်က back နဲ့တွားပြီးတော့ manage out က user ကိုတွားလိုက်မယ်ပေါ့နော်အဲ့တော့ဒီ user မှာဆိုရင်ကျွန်တော်တို့က user အများကြီးရှိတယ်အဲ့ဒီမှာကျွန်တော်ကဒီ filter လေးတစ်ချက်လုပ်လိုက်မယ်ပေါ့နော် user type ကို operator equal နဲ့ case ကိုယူလိုက်မယ်ပြီး apply လုပ်လိုက်မယ်အဲ့တော့လက်ရှိမှာဆိုရင်ကျွန်တော်တက်တဲ့ထဲမှာ guest user က2ယောက်ရှိတယ်အဲ့တော့ကျွန်တော်တို့ရှေ့ကလုပ်ခဲ့တဲ့ dynamic group configuration အရာဆိုရင်ဒီ user 2ယောက်ကတေချာပေါက် group တွေကို automatically ရာ dynamic query view ရာmember အဖြစ်နဲ့ရှိနေရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတွားပြီးတော့ verify လုပ်လိုက်ကြမယ်ပေါ့အဲ့တော့ကျွန်တော် group ကိုပြန်သွားမယ်ပြီးသွားရင်ကျွန်တော်တို့ all group ပေါ့နော်ပြီးသွားရင်ခုန create ခဲ့တဲ့ကျွန်တော်တို့ guest user group တွေကိုဝင်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ guest user တွေကိုကျွန်တော်တို့ရဲ့ဒီ create တဲ့ date တွေပါရေး object id တွေ overview အနေနဲ့မြင်နေရပြီ user အနေနဲ့လည်း2ယောက်ရောက်နေရအောင်ကျွန်တော်တို့ overview အနေနဲ့လည်းဒီမှာတွေ့နေရပြီပေါ့နော်ဒါ total direct member ဆိုပြီးတော့လည်းကျွန်တော်တို့2ယောက်အနေနဲ့တွေ့နေရပြီအဲ့တော့ပိုတေချာအောင်တော့ကျွန်တော်တို့က member တွေကိုတွားပြီးတော့ confirm လုပ်ကြည့်မယ်ပေါ့အဲ့တော့လက်ရှိ member ထဲမှာဆိုကျွန်တော်ခုနပြခဲ့တဲ့ guest user 2ယောက်ဖြစ်တဲ့ user 2ယောက်ကလက်ရှိမှာ member အနေနဲ့ automatically ရောက်နေတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ share ပေးသွားတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ internet ထဲကို guest user တွေရှိရဲအဲ့ guest user တွေကိုကျွန်တော်တို့တစ်စီးတဲ့ group တစ်ခုတွေကိုထည့်ချင်တယ်ဆိုရင်ပုံမှန် assign အနေနဲ့တွားပြီးရွေးရတဲ့ဆိုင် dynamic user မတ်တက်ကိုရွေးပြီးတော့မှကျွန်တော်တို့က dynamic query တစ်ခုရေးပြီးတော့ guest user တွေကို automatically ရာကျွန်တော်တို့ group တစ်ခုတွေကိုအကုန်လုံးပြည့်ထည့်လိုက်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့အတူပြန်တွေ့ပါမယ်ခင်ဗျာ